အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကချင်ပြည်နယ်ဗမော်ဒေတာဘက်ကအစားအစာဖြစ်တဲ့လက်ခွိုင်းစီကိုအမေချက်ကျွေးဖူးတဲ့ပုံစံအတိုင်းချက်ပြသွားပါမယ်ရှင်လက်ခွိုင်းစီချက်ဖို့အတွက်အရင်ဦးဆုံးဝက်လက်နဲ့ဝက်အယိုးတွေကိုရေပွပွက်စုမှာတရေခန့်ပြုတ်ပြီးသွန်ပါမယ်ရှင်ဝက်လက်နဲ့အယိုးမှာကတ်နေတဲ့သွေးတွေနဲ့အညစ်အကြေးတွေပြောင်းသွားအောင်လုပ်ပါနော်ပြီးရင်တော့နနက်ပွင့်3ပွင့်ခန့်ထည့်ပြီးဝက်လက်နဲ့ဝက်ရိုးတွေကိုမီအေးအေးနဲ့နူးနေအောင်ပြုတ်ပါမယ်ဝက်လက်တွေနူးပြီဆိုရင်အေးခံပြီးအခေါက်အသားနဲ့အယိုးတွေကိုခွာပြီးတက်တက်ခွဲထားလိုက်ပါမယ်နော်ဝက်ပြုတ်ရည်တွေကိုတော့ဟင်းရည်ချက်တဲ့နေရာမှာသုံးဖို့ခဏဖယ်ထားလိုက်ပါမယ်ပြီးရင်ဟင်းရည်တွေထဲမှာကြက်ဥကြော်အတွက်ပြင်ဆင်ပါမယ်ကျမကတော့ကြက်ဥလေးလုံးသုံးထားပါတယ်ရှင်ကြက်ဥကိုစားထည့်ပြီးခောက်ပါမယ်ပြီးရင်တော့စီနဲနဲ့အချက်လိုက်လေးဖြစ်အောင်ကြော်ပါမယ်နော်ကြက်ဥတွေကြော်လို့ပြီးပြီဆိုရင်ကြက်ဥချက်လေးတွေကိုအပိုင်းသေးသေးလေးတွေဖြစ်အောင်လွှာပါမယ်ပြီးရင်ကြက်ဥကြော်တွေကိုလည်းအပိုင်းသေးသေးလေးတွေဖြစ်အောင်လွှာပါမယ်ဝက်ဆက်ဥကြော်နီးကိုတော့ပိုးဆောက်ကလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ဒါတွေကတော့လက်ခွိုင်းစီချက်ဖို့အတွက်လိုအပ်တဲ့ကြက်ဥကြော်နဲ့ခဏကပြုတ်ပြီးနှွင်ထားတဲ့အသားဝက်ဆက်ဥကြော်တို့ပဲဖြစ်ပါတယ်တရုတ်ကြက်သွန်နီအကြီးနှလုံးခန့်ကိုကြိတ်ပြီးရင်စီတက်ပါမယ်ဒီနေရာမှာမိမိကြက်သွန်ကမကြီးပဲအနေတော်စိုက်ဆိုလို့ရှိရင်နှလုံးထက်ပိုထည့်နိုင်ပါတယ်နော်ကြက်သွန်နီစီတက်နေတုန်းမှာဂျင်းလက်သစစ်ခန့်နဲ့ကြက်သွန်ဖြူ9မွာခန့်တို့ကိုကြိတ်ပြီးကြက်သွန်နီစီတက်ထဲကိုထည့်ပါမယ်စီတက်ထားတာတွေအယောင်ပြောင်းလာပြီဆိုရင်ထိုးကြံလို့ခေါ်တဲ့တရုတ်ပဲငပိထည့်ပါမယ်ရှင်။
ပြီးရင်ပဲငံပြာရည်အနောက်ထည့်ပြီးတော့မွေးပါမယ်ပြီးရင်တော့ပြုတ်ထားတဲ့အသားနဲ့ဝက်ရိုးတွေထည့်ပါမယ်ကျမကတော့အရင်နေ့ကကြံတဲ့ဝက်ဥနည်းနည်းလေးလည်းထည့်လိုက်ပါရည်ရှင်ပြီးရင်ခဏကဖယ်ထားတဲ့ဝက်ပြုတ်ရည်တွေကိုထည့်ပြီးဟင်းရည်တည်လို့ရပါပြီရှင်ဟင်းရပွက်လာပြီဆိုရင်ကြက်ဥကြော်နဲ့ဝက်စဥကြော်တို့ကိုထည့်ပါမယ်စားအရတာအပေါအငံထည့်ပြီးဟင်းရည်အိုးကိုမီအေးနဲ့ဆက်တည်ထားပါမယ်အဖက်အတွက်ကတော့တခြားဒေသတွေမှာရှမ်းခောက်ဆွဲလို့ခေါ်ကြတဲ့ရေစိမ်ခောက်ဆွဲကိုသုံးပါတယ်အခုဆိုရင်အရန်အရတာရှိတဲ့လက်ခွိုင်းစီတစ်ခွက်ရပါပြီရှင်ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်